ကြွားရောက်တော်ရွတ်ဖတ်ပေးကြပါဖရာအရဟတာတိနဝဂုဏေဟိအရဟံအစရှိသောဘုရားသောဂုဏ်တော်ပေါင်းတို့နှင့်သမဏဂတံပြေဆုံးတော်မူသောဘုဒ္ဓံသတ္တောတိရှာအဘိညုမြတ်စွာဘုရားကိုဩဒိတဤမှန်၍စေတိယတဓာတုစေရီဓမ္မစေရီဩဒိတစေရီပရိဘောဂစေရီတော်မြတ်အားဝိနာခန္နာရတ္တသမဏအစင်ပြီးတော့ရေသက်ပယ်ပြီးတော့တန်းစီပြီးတော့ထွက်ခွာရန်ဖြစ်ပါတယ်ဘုရားအဲ့ဒါကြောင့်မို့ဘုရားတပည့်တော်တို့ရေသက်ပယ်နေတဲ့ချိန်မှာကြွရောက်တော်မူလာကြသည့်သံဃာတော်ရှင်သူမြတ်တို့ကဗုဒ္ဓဂုဏ်ကိုရည်မှန်းပြီး၍ဣတိပိသောဘဂဝါအရဟံဆရှိသောဖရာဂုဏ်တော်ပါဠိတော်များကိုရွတ်ဖတ်ပူဇော်ပေးကြပါယံရိုသေစွာပန်ကြားလျှောက်ထားအပ်ပါသည်ကြွရောက်တော်မူလာကြသည့်သံဃာတော်ရှင်သူမြတ်တို့ဖရာဣတိပိသောဘဂဝါအရဟံသမ္ဗုဒ္ဓောဝိသသနာသမ္ပန္တောဘုရားတော်လောကဝေတုမောရောပုရိသသမ္မာတာရတိအရာဒေဝမနောတနာသာဓုသာဓုသာဓုဓမ္မရဝါဆိုကျောင်းတိုက်စာချနာယကဆရာတော်ဗဒ္ဒနာညာနာသီရိမညောင်ရည်သွန်းလောင်းပူသောမဲ့တရားရကမများအေးကရံပြင်ဆင်ထားပါရေသက်ပဲပြီးတဲ့ကိုရင်များကကြွပြီးတော့အေးအလှခံကြွတော်မူပါဗျာတန်ဃာတော်ရှင်သူများများဣတိပိသောဘဂဝါရွတ်ဖတ်ပူဇော်ကြပါအောင်လို့ဗျာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏသမ္မန္တောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိ